ကာလဆိုတာနာနဲ့အချိန်ကိုကာလလို့ခေါ်တယ်ဝိကာလဆိုတာနာနဲ့နေ့လယ်ပိုင်းနဲ့ညပိုင်းကိုဝိကာလလို့ဒီလိုသတ်မှတ်တယ်အဲ့တော့နာနဲ့အာယုန်တက်ချိန်ကနေစပြီးတော့12နာရီအထိကိုကာလစားချိန်လို့သတ်မှတ်လိုက်ပြီးတော့12နာရီကနေပြီးတော့နောက်တည့်အာယုန်တက်အထိကိုဝိကာလလို့ဒီလိုသတ်မှတ်တာအဲ့ဒီဝိကာလအချိန်မှာစားတော့ခြင်းမှာရှောင်ခြင်းပါတယ်လို့ဒီလိုဆိုတော့အဲ့တော့ဒါတက်တဲ့အငတ်ခန္ဓာလားလို့ဆိုမဟုတ်ဘူးသူမြတ်စွာဘုရားကတက်တဲ့အငတ်ခန္ဓာလားလို့ဆိုမဟုတ်ဘူးသူတွေဟာစားနေကြတာတွေကအပူစားကြတာများအပူတွေစားကြတာများစားခြင်းရဲ့မူလရည်ရွယ်ချက်ကဘာလို့ဆိုအသက်ရှင်ဖို့စားတယ်အသက်ရှင်ဖို့စားတာတဲ့လူတွေကကြိုက်လို့ဆိုတာကိုစားကြတာများကြိုက်လို့စားကြတာအပူတွေစားကြတယ်အဲ့ဒါလို့အပူစားခြင်းဖြင့်မလုပ်ရဘူးအပူတွေလှုပ်လာတယ်အပူလှုပ်ရတဲ့အချိန်တွေဟာကိုယ့်အတွက်မှာတတိပညာကုသိုလ်ဆိုတာတွေအတွက်ဆုံးရှုံးနစ်နာမှုတွေရှိတယ်တစ်ဖက်ကအချိန်ပေးလိုက်ရတဲ့အခါမှာဆုံးရှုံးမှုရှိဒါကြောင့်မို့အနာဂံဖြစ်သွားပြီမြတ်စွာဘုရားရဲ့တရားတော်ကိုကျင့်လို့အနာဂံအဆင့်ရောက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်တွေဥပုသ်မဆောင်နိုင်ပဲလို့ဥပုသ်ဆောင်တာမဟုတ်တော့သူတို့ကြတော့နေဆဥပုသ်ဖြစ်သွားတယ်အနာဂံလောက်ဖြစ်သွားပြီဆိုလို့ရှိရင်ရတာစားတာမစားကြတော့ဘုရားရဟန္တာတွေဘုံမေသုံးဆောင်တာနာနဲ့တစ်ချိန်ပဲသုံးဆောင်ပြီးရင်ပြီးသွားပြီနာနဲ့တစ်ချိန်ဆိုတာအာယုန်တက်တဲ့အချိန်မှာတစ်ချိန်နေ့လာမှာတစ်ချိန်ဒီနှစ်ချိန်ပဲနာနဲ့တစ်ချိန်လို့ပဲခေါ်ရတယ်ဘယ်နှစ်ချိန်စားနာနဲ့တစ်ချိန်ပဲစားအဲ့ဒါလို့စားခြင်းအပြင်နေ့လယ်ပိုင်းမှာထပ်ပြီးတော့မစားတော့သည့်အတွက်ကြောင့်ဆဲရပြုတ်ရရှာရဖွေရဆိုတဲ့တာဝန်တွေပေါ်ပါသွားတယ်ပေါ်ပါသွားရုံမကကျမ်းမာရေးလည်းပိုကောင်းလာကျမ်းမာရေးလည်းပိုကောင်းလူကအနာရတယ်လို့ဥဝါအနာပေးလိုက်တဲ့သဘောဖြစ်သွားတယ်အနာပေးလိုက်တဲ့သဘောဖြစ်သည့်အတွက်ကြောင့်ပို၍ကျမ်းမာရေးကောင်းလာတယ်ခဏခဏစားခြင်းအပြင်လူကနားတော့လေဥဝါမနာရဘိုက်ထဲမှာအစာရောက်နေပြီဆိုရင်သူကအလုံးလုံးနေရတယ်အဲ့တော့လူကဘာနဲ့တူလို့ဆိုညအိတ်ခန္ဒီအဝါစားပြီးအိတ်တဲ့လူကကိုကတော့ခေါ်နဲ့အိတ်နေတယ်ဘိုက်ကိုတော့အလုံးလုံးခိုင်းထားတာဖြစ်အဲ့တော့သူခမညာလှုပ်နေရသူ့နေရာမှာအစာတွေရောက်နေတယ်ဆိုရင်သူလှုပ်နေရမှာလှုပ်ရှားနေရတာမျိုးဖြစ်တာအဲ့တော့ဒီလိုစားခြင်းအားဖြင့်သူကကျမ်းမာရေးအတွက်ထောက်ကူမဖြစ်နိုင်ဘူးအစာရောက်လာသည့်အတွက်ကြောင့်ပို့ပြီးတော့အိတ်ချင်တဲ့ဌိနမိတ်ဓာတ်တွေဖြစ်ပြီးတော့တန်ဖိုးရှိတဲ့အချိန်တွေကိုအလားတသုံးပြရရောက်တယ်ပေါ့ဒါကြောင့်မို့လို့ဝိကာလဘောဇနာဆိုတာရသော်ဗျာရှောင်ခိုင်းတယ်ရှောင်လိုက်ခြင်းအပြင်နာနဲ့စာစားလို့လုံလောက်တယ်ကျမ်းပါတယ်ပေါ်ပါတယ်သွားရည်လာရည်အထိုင်ထားကောင်းတယ်ကျမ်းမာရေးမထိခိုက်ဘူးဒီလောက်စားအစာကြောင့်ယောဂဝေဒနာတွေမဖြစ်တော့ဘူးတရားတွေပိုအချိန်လုံနိုင်တယ်အချိန်ကြီးအများကြီးရသွားတယ်ကုသိုလ်ကောင်းမှုတွေဒီရွယ်ချက်နဲ့ဝိကာလဘောဇနာဟိုလိုအငတ်ခံပြီးတော့အောင့်အီးနေရတဲ့ဟာမျိုးမဟုတ်ဘူးအဲ့လိုဆိုလိုတာမဟုတ်ဘူး